မြမရိုးရာနမိတ်ကျမ်းများအရစိတ်ဝင်စားစရာကောင်းတဲ့အသားလုံးနမိတ်၃မျိုးကိုအကောင်းအဆိုးအပြည့်စုံဖော်ပြပေးလိုက်ပါတယ်ရှင်။လက်မောင်းလှုပ်ခြင်းလက်မောင်းလှုပ်တာကတော့အောင်မြင်မှုနဲ့လူမှုဆက်ဆံရေးကိုအဓိကဖော်ပြပါတယ်။ညာဘက်လက်မောင်းလှုပ်လျင်ရည်မှန်းထားတဲ့အလုပ်ကိစ္စတွေမှာအောင်မြင်မှုရရှိခြင်းအထက်လူကြီးဒါမှမဟုတ်ဂုဏ်သရေရှိသူတွေရဲ့ချီးမြှောက်မှုကိုခံရတတ်တဲ့နမိတ်ကောင်းဖြစ်ပါတယ်။ဘယ်ဘက်လက်မောင်းလှုပ်လျင်မမျှော်လင့်ပဲခရီးသွားရတတ်ခြင်းသို့မဟုတ်လူအများကြားမှာအနှဲငယ်အရှက်ရစရာဒါမှမဟုတ်အငင်းပွားစရာကြုံရနိုင်လို့သတိထားရမည့်နိမိတ်ဖြစ်ပါတယ်။ရင်ဘက်လှုပ်ခြင်းရင်ဘက်လှုပ်တာကတော့စိတ်ခံစားမှုနဲ့ချစ်ချင်းမေတ္တာရေးရာတွေကိုဆိုလိုတာများပါတယ်။ညာဘက်ရင်ဘက်လှုပ်လျင်စိတ်ချမ်းသာစရာသတင်းကောင်းကြားရတဲ့ခြင်းမိမိအပေါ်ကောင်းကျိုးပြုမိသူများနဲ့ဆုံတွေ့ရခြင်းတို့ဖြစ်နိုင်တဲ့အတိတ်ကောင်းဖြစ်ပါတယ်။ဘယ်ဘက်ရင်ဘက်လှုပ်လျင်စိတ်မအေးစရာကိစ္စတစ်ခုခုကြုံရတဲ့ခြင်းသို့မဟုတ်အိမ်အောင်ရေးအခြေရေးနဲ့ပတ်သက်ပြီးစိတ်နှောင့်ယှက်ဖြစ်เสียရှိနိုင်ပါတယ်။ခြေဘဝလှုပ်ခြင်းရခြင်းခြေဘဝနဲ့ပတ်သက်တဲ့နမိတ်တွေကတော့သွာလာခြင်းနဲ့ကံကြမ္မာအပြောင်းလဲကိုဆိုလိုပါတယ်။ညာဘက်ခြေဘဝလှုပ်လျင်အကျိုးမြတ်ရှိမိခရီးကောင်းတစ်ခုသွားရတတ်ပါတယ်။လိုရာခရီးအစဉ်ပြေချောမွေ့မိနမိတ်ဖြစ်ပါတယ်။ဘယ်ဘက်ခြေဘဝလှုပ်လျင်အကြောင်းမဲ့ခရီးသွားရခြင်းလမ်းခရီးမှာအခက်ခဲသို့မဟုတ်ပင်ပန်းနွမ်းနယ်မှုကြုံရတတ်တဲ့အတွက်သတိပြုသွားလာရမည့်နမိတ်ဖြစ်ပါတယ်။ဒီနမိတ်တွေကရှေးလူကြီးတွေလက်ဆင့်ကမ်းခဲ့တဲ့အယူအဆတွေဖြစ်လို့ဘ ഹു တုတအဖြစ်မှတ်သားထားနိုင်ပါတယ်ရှင်။